နေထားတဲ့မုံညင်းဒီလိုလေးနှံ့နေအောင်အစိမ့်နှံ့ထွက်အောင်နေရတာမွနေအောင်နေရတာနေပြီးဒီဟဲ့ဆိုရေဆေးပါမယ်ဒီဖက်လာရေစိမ့်စိမ့်တွေထွက်တဲ့ထိနေရပါတယ်မလိုက်ဖွင့်မအောင်ဆေးအောင်မယ်မင်းကြီးကမနေနိုင်လေမကောင်းဘူးလားခါလာလားဟုတ်တယ်အဲ့မွန်နဲ့အနံ့အကုန်လုံးနေအောင်မွန်နဲ့အနံ့ထွက်အောင်နေရတာအဲ့မဆုံးခါတယ်ပြင်တောင်းတောင်းကြီးပေါ့ကလေးရရတယ်။ရှင်းတော့နော်ရှင်း ။ရှင်းတော့အနေနဲ့အဲ့ဒါအနေလုံးကြီးမှာပဲ ရှူဟေးတို့ညလောက်တာလေးမလားခုနဲ့ကလည်းမျက်စိဆက်တယ်နေရာအေးဘာလို့လဲမသိဘူးဒီလားနေရာပုံပြအောင်စားမယ်ဆိုမှလည်းမိမိနဲ့ဖွင့်နေတာမျက်စိဆက်တယ်နေတဲ့နေရာစလုံးပြည့်ရည်တော့ကြားတယ်မွန်းနာတယ်စားနိုင်ဘာများလို့လဲမသိဘူးအကျွေးအကုန်တော့ပြစ်လိုက်တာအေးစားတယ်သိရင်ချက်ပါလေဟုတ်ပါမသူလည်းအမေပြောတဲ့အတိုင်းပဲလောက်တာပဲလေကဲဒါဆိုဘာမှမခဲကြည့်တာမေလို့စားရသမီးရတာလေးထည့်လိုက်ပြီးပြီဟုတ်လားအေးလေစားနေလို့လားစားနေလို့ပြောတာပဲသူပြောတာကဲဒါသမီးလေးတော့မနည်းနည်းလေးသမီးမစီလေးထဲပစ္စည်းလေးထည့်ရော့စားထည့်မယ်တက်ချင်သူကစားနေတယ်လို့ပြောတာပဲဟိုဒါကရေချင်းဆိုတော့လေရှမ်းရေချင်းဆိုတော့စားနေနေလေးများမယ်နော်ဟာနည်းနည်းလေးစားများထားတယ်โอเคရေပါမှာဆိုတော့ဒါလေးပဲပြီးပြီဟောရတာမဟုတ်တော့မပါဘူးလားမပါဘူးလေဒါပဲလေဒီကလေးငှက်တီးနဲ့စားချင်တယ်ဆိုငှက်တီးစိမ့်မှုလေးထည့်ရပြီညံ့လားနော်ဒါပဲလားဒါပဲလေမနေ့ကညနေဆိုစားလို့ရပြီလားနော်သူကရတာပုံမှန်မထည့်အောင်မထည့်အောင်ပုတ်သွားအဲ့ဒီမုံကြီးချင်ကအရင်ကလှုပ်ထားတဲ့အချင်းရှိလို့ချင်တာဆိုရင်အခုလှုပ်ထားတဲ့အချင်းမရှိဘူးဆိုရင်ဒီတိုင်းပဲဆိုရင်ရပြီတိတ်ထားလိုက်ရင်ရပြီလားတိတ်ထားလိုက်ရစားရတာအရင်ထွက်ဒါအရင်တော့လှုပ်ထားတဲ့အချင်းနဲ့ချင်းလိုက်တဲ့ချိန်ကျတော့ချင်းတာပုံချင်းရွယ်တယ်ချင်းရွယ်တယ်ပေါ့စားလို့ရတယ်အေးဒီမှာလေဒါအရင်တော့အချင်းဒီအချင်းရေလေ6ခေါက်6တဲ့ထက်စားရမ်းကောင်းတယ်ဟုတ်လားခေါက်6နဲ့ထက်စားမုတ်ဒီတုတ်ထက်စားသူတို့လည်းတိတ်မှာမဟုတ်ဘူးခေါက်6လည်းလုတ်ပြအောင်မယ်ခေါက်6လည်းတိတ်ဒါတော့မှဟိုတစ်ခါကဆန်နဲ့တည်ထားတာတွေ့လားဆန်နဲ့တည်လဲရတယ်ဆန်စိမ့်နဲ့လဲရတယ်ဟောဆန်စိမ့်မဲ့ထည့်တယ်ထမင်းမဲ့ထည့်တယ်တူတူပဲရတယ်အတူတူပဲဒီမှာရှင်းလိုက်တယ်လို့မျိုးခေါ်တာတိုင်းတော့ကရလဲရှုပ်ထွေးလိုက်တာရှမ်းဖြစ်ပြီးတော့ရှမ်းစားလို့ဘာမှမလုပ်တော့ဘူးစားပဲစားတတ်တော့မလုပ်တတ်ဘူးဘယ်လိုလုပ်ရှမ်းစားတော့ရှယ်ချက်ရှမ်းစားတော့ကြိုက်တယ်နော်လေးရုံးယူတော့ရုံးကနေကြိုက်တော့နော်ဟုတ်ပါခုနေ့တုတ်တော့စားလားစားတယ်ဟုတ်လားကောင်းလိုက်တာလေခုနေ့စိမ့်တုတ်ပြီးတော့လေနော်ဘာဟာလေလို့မင်းချင်းသူမလေးကောင်းနေတာနေလို့ပြန်အမေကောင်းလိုက်တာဒါတွေလားတရားတော့မယ်တရားလေးပြောက်လားမတန်တော့ပြောမှန်းသိဘူးလေကောင်းတာကောင်းလိုက်တာတော်လိုက်တာတော်လိုက်တာသက်ဆုံးတော်လိုက်တာရရင်မလားကဲပြီးပါပြီရအရှိမတော့လမ်းနဲ့တော့မနေ့ညနေစားလို့ရဒီကူလေးထုတ်ခံရဒီကူလေးထုတ်ခိုင်းရပြီမနေ့ညနေချင်းတဲ့အချိန်ပြန်ရောက်ကြမယ်အမေမကြောက်နှစ်စီးတာကဲရှမ်းသားက2မျိုးပါဒါတော့မုံညင်းရှင်တယ်ဒါကရှစ်စောကဒီလိုကသမင်းရှင်ပါရပါပြီဒီနေ့တော့ဒီလောက်ပါပဲနောက်ရမှပြန်တွေ့ပါမယ်